online မှာကျွန်တော်တို့ခုတလောခဏခဏတွေ့ရတာပါလဲဆိုရင်တော့ကျွန်တော်တို့ချင်းလူမျိုးစီယုံကြီးအတွက်အဓိကကတော့ CNA မှာ CNF မှာစီးတဲ့စပင်ဖြိုးတဲ့လူတွေအသက်55နှစ်50ကျော်တဲ့လူတွေအားလုံးနားလိုက်မယ်ဆိုလူငယ်တွေလုံမယ်ဆိုရင်တော့ကျွန်တော်တို့စီလုံးကြီးကတော့အောင်မြင်နိုင်တယ်ကျွန်တော်တို့ချင်းလူမျိုးချင်းလူငယ်တွေကတော့ချစ်ကြပါတယ်ခင်ကြပါတယ်ဆိုတာအရာခဏပြောရတာကျွန်တော်တို့ကြားရတယ်အဲ့ဒါဘသူတွေကအစအထိပြောတယ်လဲဆိုရင်တော့အခုဒီမှာအလေလာတဲ့မီဇိုရမ်မှာခေါင်းဆောင်တချို့ဒီတော့မှအဲ့ဒါစကားတွေပြောတယ်ခင်ဗျားတို့စပင်ပြောတဲ့လူတွေအဲ့ဒါတကယ့်ကိုဟုတ်တဲ့ကြောင်နဲ့အရန်ကြောက်ရှာကောင်းတဲ့လုံးဝမဟုတ်တဲ့ဟုတ်တဲ့ကြောင်နဲ့လုံးဝမဟုတ်တဲ့ဟာတွေဖြစ်တယ်အဓိကကျွန်တော်တို့ CNF မှာအသက်50 5နှစ်ကျော်တဲ့လူတွေ60ကျော်တဲ့လူတွေကတော့9ယောက်လောက်ပဲရှိတယ်အဲ့ဒီ9ယောက်လောက်ကဟိုနာမည်နဲ့ကျွန်တော်ပြောလိုက်မယ်ပူပြီးဆင်းသွားအောင်ကျွန်တော်တို့ဥက္ကဋ္ဌကြီးပူစင်ကျုံနိုင်စက2ယောက်ဒီမှာဒေါက်တာဆွီခါပူဘွေလျန်မှာပူရန်ဟင်းအဲ့ဒါမျိုးပေါ့နော်မိမကာကွယ်ရေးဝင်ကြီးကာကွယ်ရေးတာဝန်ခံပေါ့သူတို့တကယ်ချင်းတော်လိုင်းကြီးကိုသူတို့တာမရှိဘူးဆိုရင်တော့အဲ့ဒီ CNF တော်လိုင်းကြီးကိုလုံးဝဖျူဖျက်ဖြစ်သွားလိမ့်မယ်သူတို့ဥဆောင်မှုကြောင့်36နှစ်လုံးသူတို့အမာခံလုံနိုင်ခဲ့လို့သူတို့ကလမ်းကိုမှုသူတို့တွင်တင်စုမမှုအရန်ကောင်းခဲ့လို့ကျွန်တော်တို့36နှစ်မှာအောင်မြင်မှုပေါင်းများစွာနဲ့တွားခဲ့နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ CNF ကိုတေးတင်အောင်ဖင်းမြင်အောင်ပပြော့အောင်လုံးဝမမြင်ချင်တဲ့ပုဂ္ဂိုလ်တယောက်နှစ်ယောက်ရှိတယ်သူတို့ကနိုင်ငံကြီးတော်တော်လေးပြည်ဝေးကျွေဝတဲ့လူတွေအဲ့ဒါတွေကဘာသုံးလဲဆိုရင် CNF ကိုတိုက်ထုတ်တဲ့နေရာမှာတိုင်းပြော့ပြော့အောင်ဖင်းမြင်အောင်လုပ်နေတဲ့နေရာမှာသူတို့ကကျွန်တော်တို့အထက်ကို divide and rule ပေါ့နော်ဖောက်ခွဲကြီးတွေဝင်လာအောင်အမျိုးမျိုးကျူးစားတယ်အဲ့ဒါကြောင့်သူတို့အဓိကထားတဲ့ CNF ရဲ့ key person တွေကိုမပါနိုင်အောင်အဲ့ဒါမျိုးလူကြီးတွေသူတို့တာမရှိဘူးဆိုရင်ကျွန်တော်တို့အားလုံးအဆင်ပြေပါတယ်သူတို့ကြောင့်အဲ့ဒါဟုတ်တဲ့ကြောင့်ရောအရန်ကျုပ်ရှာ CNF ကိုတိုက်တဲ့လူတွေကျွန်တော်တို့တော်လှန်ရေးကိုစန့်ကျင်တဲ့လူတွေကပြောတာဟာအဲ့ဒီပြောတာကိုတဆင့်ပြီးကြားပြီးမှနောက်ဆုံးကြတော့ကျွန်တော်တို့အထဲမှာလေအဲ့ဒါမျိုးဖြစ်တော့ကျွန်တော်တို့စီးရုံးရအောင်ပဲမှာဆိုလို့ပြောခဲ့တာလေအရန်များတယ်အဲ့ဒါကျွန်တော်တို့ကိုထောင်ချုပ်ရှင်တဲ့လူတွေထောင်ချုပ်ရှင်ပေးတဲ့လူတွေရဲ့ထောင်6ကွင်းထဲမှာကျွန်တော်တို့ဝင်သွားတာဖြစ်တယ်အဲ့ဒါလုံးဝမဟုတ်တယ်အခုကျွန်တော်တို့ပြည်ပနိုင်ငံမှာရှိပါတယ် generation gap အများကြီးရှိတယ်လို့ပြောတယ် generation gap ကလုံးဝမရှိဘူးလူငယ်တွေတာတကယ်စမတ်ဖြစ်တော့လူကြီးတွေနဲ့အလုပ်လုပ်ရတယ်လူကြီးတွေကအသက်60ဖြစ်တဲ့လူကတိတ်လေးမကြီးသေးပါဘူးလူငယ်တွေနဲ့ကောင်းတွေးပြီးမှအလုပ်လုပ်ရတယ်ဥပမာလူငယ်တွေတာတကယ် fit တယ်ဆိုရင်တကယ်တင်တော်တယ်ဆိုရင်တော့အဲ့ဒါတွေ adjust လုပ်နိုင်ရမယ်ဥပမာကျွန်တော်တခုပြောမယ် generation gap ပြဿနာမဟုတ်ဘူးဆိုတာအမေရိကလွတ်လာရေးကြီးညာစာတမ်းလွတ်လာရေးကြီးညာတော့1776လွတ်လာရေးကြီးညာစာတမ်းကိုရေးတဲ့လူက Thomas Jefferson သူအသက်ဘယ်လောက်ရှိလဲ32နှစ်ပဲရှိသေးတယ်အဲ့ဒီတော့ George Washington ကအသက်60နီးပါးရှိပြီ Benjamin Franklin ကအသက်90ရှိပြီအသက်90နဲ့နှစ်နဲ့အသက်90နဲ့32နှစ်အတူအလောက်လောက်ရပြီးမှအမေရိကဒေါ်လာကြီးကိုအောင်မြင်နိုင်ခဲ့တယ်အမေရိက Constitution ရေးတော့အဓိကပုဂ္ဂိုလ်က James Madison အဲ့ဒီတော့ Benjamin Franklin ကဘယ်လောက်ရှိပြီလဲသူက62နှစ်ရှိပြီ George Washington 60ကျော်ပြီအလောက်တူလို့ရတယ်ဒီနဲ့လက်ကြည့်ပါဒေါ်နယ်ထရမ့်အသက်ဘယ်လောက်ရှိလဲ98နှစ်သူ Vice President က JD Vance ဘယ်လောက်အသက်ရှိလဲ40နှစ်ပဲရှိသေးတယ်သူအားကိုရဆုံးနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုဘယ်လောက်ရှိလဲ55နှစ်ပဲရှိတယ်တကယ်ကဘာတက်တယ်ပြနေတာကျွန်တော်တို့ချင်းက
ဘာ theory ကိုယူတယ်လေဘေဟာမျိုးကိုယူပြီးမှအဲ့ဒါမျိုးစစ်တဲ့ theory တွေကိုထုတ်ပြီးမှကျွန်တော်တို့ချင်းခေါင်းဆောင်စစ်မှလူစပင်ဖြိုတဲ့လူတွေတွားမယ်ဆိုရင်တို့ကျွန်တော်တို့စီဝကြီးရနိုင်တယ်ဆိုတာလုံးဝမဟုတ်တယ်အရန်ကြောက်ရှာလေးကောင်းတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့အားလုံးကျွန်တော်တို့ချင်းလူတော်လှန်ရေးကိုအားပေးတဲ့လူတွေကျွန်တော်တို့ချင်းလူမျိုးnation building state building ကောင်းလုပ်နိုင်ဖို့ကျူးစားတဲ့လူတွေအားလုံးတကယ့်ကိုအမျိုးတွေချစ်တဲ့လူတွေအဲ့ဒါလုံးဝကျွန်တော်တို့ရဲ့ပြဿနာမဟုတ်ဘူးကျွန်တော်တို့ကိုတိုက်တဲ့ကျွန်တော်တို့ရဲ့ opponent တွေကျွန်တော်တို့ရဲ့ရန်သူတွေရဲ့တိုက်ကွက်ထဲမှာကျွန်တော်တို့ဝင်နေတယ်လို့ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောရှင်းတယ်တခုတော့ရှိတယ်အလုံးလုံးတဲ့နေရာမှာနိုင်ငံကြီးတို့အဖွဲ့အစည်းတို့ဆိုတာကျွန်တော်တို့ချင်းဒီနားအလေရဆုံးကဘောလုံးပွဲတစ်ပွဲလိုပဲဘောလုံးကြိုက်တဲ့လူမျိုးဆိုတော့ဘောလုံးပွဲထဲမှာတကယ်ဘေတန်ကိုညာဖက်မှာထားမယ်ဆိုရင်တော့သူကတိတ်မထီရဘူးဘေတန်ကိုဘေဖက်မှာထားရမယ်ညာတန်ကိုညာဖက်မှာထားရမယ်ကိုသွင်းနိုင်တဲ့လူကိုရှိမှထားရမယ်အဲ့ဒါမျိုးနဲ့ကျွန်တော်တို့ coach လို့ပေါ့နော်အဲ့ဒါမျိုး adjust လုပ်ဖို့တော့အများကြီးရှိတယ်လုပ်နေတယ်ဆိုတာကိုကျွန်တော်တို့ချင်းပြည်သူတွေအားလုံးပြောပြချင်တယ်ကျွန်တော်တို့နားထောင်တဲ့လူတွေအားလုံးလဲအခုကျွန်တော်တို့သွားနေတဲ့ CNF သွားနေတာချင်း government သွားနေတာတော်တော်လေးကောင်းပါတယ်အားမောင်းကောင်းတယ်နဲ့အခုသွားနေရတော့ဖြစ်တယ်အားပေးကြရအောင်ဆိုတာကိုကျွန်တော်ရဲ့နိုင်ငံရေးသုံးသပ်ချက်ပေါ့နော်အဲ့ဒါကျွန်တော်ပြောပြချင်တယ်